င်္ဂလာပါပြည်သူ့တန်သတင်းဌာနရဲ့2026ခုနှစ်ဧပြီလ14ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ခင်ဗျာရခိုင်ပြည်နယ်ကြောက်တော်မြို့နယ်တွင်ကျေးရွာတရွာကဘုံတော်ကြီးကျောင်းမှာကြောက်တော်လူငယ်စီယုံကဧပြီလ13ရက်နေ့ညနေပိုင်းမှာဖျားရည်တက်ပယ်မှုတွေကိုပြုလုပ်ခဲ့ကြပါတယ်ရခိုင်ပြည်နယ်ကရက်ကွက်ကျေးရွာမြို့နယ်တွေမှာကြံအကျိုးနေ့ကနေစတင်ပြီးအကြအတက်နဲ့နှစ်ဆန်းတရက်နေ့ထိဖျားရည်တက်ပယ်တာတွေကိုကုသိုလ်ပြုလုပ်ကြပါတယ်ဗုဒ္ဓဘာသာတို့ရဲ့ဓလေ့ထုံးတမ်းစဉ်လာရနှစ်ယောက်ကအညစ်အကြေးတွေကိုနှစ်သက်ကိုမပါရလေအောင်ဖျားဇီရီပထိုးတွေနဲ့နေအိမ်တွေမှာစေကြောတက်စင်တာတွေပြုလုပ်လေ့ရှိကြပါတယ်ခင်ဗျာပြည်သူ့တန်သတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာ